ဒီမှာတော့နောက်ဆုံးဇက်သိမ်းပိုင်းလည်းဖြစ်ပါတယ်ပထမပိုင်းဒုတိယပိုင်းတတိယပိုင်းသုံးပိုင်းလုံးပေါ့နော်အဲဆိုလို့ရှိရင်လည်းပဲအလုံးဒီနိုင်သက်သွားလိမ့်မယ်လို့ထင်ပါတယ်ဒီဇက်လက်လေးရတကယ်ကိုလေးစက်ဝဲဆက်စရာကောင်းတယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်လိုက်အောင်ဗျာအပိုင်း3ဇက်သိန်းလေးကိုရေးပေးလိုက်ပါတယ်ဗျာဒီအပိုင်းမှာမိသားစုအသစ်လေးရဲ့တာယာပုံကိုအဓိကထားပါတယ်မေတ္တာရေးမြုံမှာပွင့်တဲ့ပန်းကလေးများဇက်သိန်းပိုင်းဇလန်းမြင့်ကွယ်လွန်ခဲ့တဲ့9နှစ်ကထက်ပူမှုကောင်းမွန်လာတဲ့အိမ်လေးလုံးအိမ်ရှိမှာဖိုးထုကသားလေးကြားလေးကိုပခုံးပေါ်တင်ပြီးစော့နေတယ်မပုကတော့သမီးလေးမိခါလေးကိုချော့မြူရင်းထမင်းကျွေးကိုပြန်နေတယ်ဖိုးထုတာကြီးကြားလေးမင်းအဖေလိုပန်ရန်သမားကြီးလုပ်မှာလားအင်ဂျင်နီယာကြီးလုပ်မှာလားဟဲ့ကြားလေးအဖေလိုလူတော်ကြီးလုပ်မှာပါဖေရဲ့မပုကပြုံးပြီးအနားကိုရောက်လာတယ်ကိုရဲ့ခလေးကိုစော့မနေနဲ့တော့ထမင်းစားရအောင်ကြည်စမ်းသမီးလေးမိခါလေးတောင်ဘိုက်စာလို့ငိုတော့မယ်ထမင်းဝိုင်းလေးထဲမှာမိသားစု4ယောက်ဖြောဖြောရွှင်ရွှင်စားတောင်နေကြတယ်ဖိုးသူမပုကိုတို့အရင်ကဆင်းရဲခဲ့တာတွေကိုပြန်တွေးမိတိုင်းမင်းကိုအရန်ကျေးဇူးတင်တာပဲအဲ့ဒီတုန်းကမင်းသာကိုအနားမှာနားလည်မှုနဲ့မရှိခဲ့ရင်ဒီနေ့လိုตายရတဲ့မိသားစုလေးဖြစ်လာမှာမဟုတ်ဘူးမပုပြောသားမယ်ကိုရဲ့ပတ်စံဆိုတာကြိုးစားရင်ရှာလို့ရပေမဲ့စစ်မှန်တဲ့မိသားစုမေတ္တာဆိုတာရှာရခက်တယ်လေအခုကြည့်သားလေးနဲ့သမီးလေးကကျမတို့ရဲ့တကယ်ယတနာတွေပဲဖိုးသူမပုရဲ့လက်ကိုစုပ်ကန်ရင်ဟုတ်တယ်အိမ်ဆိုတာအုတ်တွေတဲတွေနဲ့စောက်တာမဟုတ်ဘူးနားလည်မှုနဲ့စောက်တာဆိုတာကိုအခုမှတကယ်နားလည်တော့တယ်ကျေးဇူးတင်ပါတယ်မိမရဲ့အခုလိုနားလဲမှုရှိပြီးတော့ဆရေးတဲ့ကိုခါပြီးတော့မိမတတိရှိရှိနဲ့ကိုယုံကြည်ပြီးရှိပေးလာတဲ့အတွက်အခုလိုအေးရှာတဲ့ဘဝလေးကိုပိုက်ဆိုင်နိုင်တာပါဒါတွေအားလုံးကကိုရှိစရာကောင်းတဲ့မိမရဲ့ကျေးဇူးတင်ပါတယ်မိမရဲ့အရာလေးရှိပါတယ်ဒီလေးရဲ့ရောတဲ့ကိုကြိုက်လိုက်တဲ့ကြားလိမ့်မယ်လို့ထင်ပါတယ်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်အလုံးစခိုင်းလောက်ပြီးတော့အပ်ပေးနိုင်ပါတယ်ဗျာ